တခြားလူတွေကတော့ပြောတာ sport mode ကပိုပြီးပြင်းလို့ကောင်းတယ်လို့ယူဆတာဒါပေမဲ့ကျွန်တော်ကတော့ adaptive mode ကကျွန်တော်အတွက်ပို့ပြီးတော့ feeling လာတယ်ဒီလေးရဲ့အပြင်သွားပြီးတော့ဒီတိုင်းပဲတဲ့ကားကို service လာလုပ်တာဆိုတော့တဲ့မပါလာဘူးတဲ့ဒီတော့ပဲပါလာလို့တဲ့မဟုတ်လို့ရှိရင်သူ့ရဲ့ remote key နောက်တစ်လုံးကစက်နှုံးလို့လည်းရတယ်ကားကိုရှေ့လုံးနောက်ဆုပ်ပြီးကိုယ်ခိုင်းတာတွေပါလေလုပ်လို့ရတယ်တခါပိတ်လို့ရှိရင်မှတာလေးပဲဒီလိုလေးလွတ်ပေးလိုက်လို့ရှိရင်ပိတ်သွားလို့ရတယ်ဟောကားတစ်ခါအုံတိုင်းနေပါပိတ်တာတွေမလုပ်ကြပါနဲ့အခုကျွန်တော်ဘေးမှာရှိနေတဲ့ BMW 730Li long body ကား၄ရောက်စီးကားကမြန်မာနိုင်ငံမှာ2စီးလောက်ပဲရှိရလို့ကျွန်တော်တို့လည်းသိထားတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့ G4 မှာကားရည်လာဆေးရင်းနဲ့မြန်မာနိုင်ငံမှာရှာပကားလေးတစ်စီးကိုတွေ့ရတယ်အဲ့ဒီကားလေးတစ်စီးကတော့ကျွန်တော်ဘေးမှာရှိနေတဲ့ BMW 730Li ကိုမှ2020 model ဖြစ်တယ်နံပါတ်10လေးဆိုလို့ရှိရင်လည်း 9R ဖြစ်တယ်သူ့ရဲ့ engine ကိုပြောပါဆိုလို့ရှိရင် 2.0 liter twin power turbo ဖြစ်ပြီးတော့4 cylinder engine ကိုတက်ဆင်ထားတာဖြစ်တယ်။ gear ဆိုလို့ရှိရင်လည်း8ချက်ဖြစ်တယ်။အဲ့ဒီကားလေးအကြောင်းကိုပြောပြကျွန်တော်ဘေးမှာရှိနေတဲ့ BMW 730Li ဆိုတာတော့အဓိကတော့ 730ဆိုတာ7 series ဖြစ်တယ်30ဆိုတော့ 2.0 engine ကိုသုံးထားတာဖြစ်ပြီးတော့ Li ဆိုတာတော့ long body ဖြစ်တယ်ဒီကားကပုံမှန်ကားတွေထက်နောက် wheelbase ကပို့ပြီးတော့ share တာဖြစ်တဲ့အတွက်နောက်ခန်းမှာထိုင်မဲ့လူတွေအတွက်ဆိုလို့ရှိရင်တော်တော်လေးကိုကြံဝန်းထိုင်လို့ရမှာဖြစ်ပါတယ်။ Okay အဲ့ဒါတွေကခဏထားအောင် engine အကြောင်းကိုအရင်ပြောအောင် engine အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်လည်း 2.0 liter twin power turbo ဖြစ်တာသူက twin turbo charge မဟုတ်ဘူး twin turbo လည်းမဟုတ်ဘူးသူဒီကားကကြတော့ turbo charge တစ်လုံးနဲ့ဟိုမှာ exhaust နှစ်ခုထည့်ထားတာအင်းဆုံးနှစ်ခုထည့်တာဖြစ်တဲ့အတွက်သူက low RPM မှာဆိုလို့ရှိရင်လည်း turbo ကိုပွင့်ပေးနိုင်တယ်ပြီးလို့ရှိရင် turbo light ကိုလည်းမရှိတော့နဲပါတယ်လို့ဆိုထားတဲ့ engine ပဲဖြစ်ပါတယ်ဒီ engine အမျိုးအစားရယ်ပြီးတော့သူ့ရဲ့ 8-speed transmission ကိုပေါင်းထားတာဖြစ်တဲ့အတွက်ဒီကားကစီစားသက်သာတဲ့ high speed မောင်းမယ်ဆိုလည်းမောင်းလို့ရတယ်သူ့ရဲ့ acceleration ကိုပြောပါဆိုလို့ရှိရင်0 to 100 km ကို 6.3 second နဲ့ရောက်မယ်လို့ဆိုထားတယ်ထောက်ကိုပြောပါဆိုလို့ရှိရင်လည်း400 Newton meter လောက်ထိရတာဖြစ်ပြီးတော့ horsepower ကိုပြောပါဆိုလို့ရှိရင်လည်း255 horsepower အထိရတဲ့ BMW ရဲ့ 730Li ကားလေးပဲဖြစ်ပါတယ်ဒီကားလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့ဒီကားက2020ရုပ်ဖြစ်သွားတာဖြစ်တဲ့အတွက်ရုပ်ကလည်းပြောင်းသွားပြီးသူ့ရဲ့ဒီ kidney grill ကဆိုလို့ရှိရင်လည်း active kidney grill ဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ဒီ kidney grill ထဲမှာရှိတဲ့ဒီလေပေါက်တွေအကုန်လုံးကသူ့ရဲ့ engine ပူလာပြီဆိုတဲ့အချိန်ကျရင် auto ဖွင့်ပေးမှဖြစ်တယ်။အခဲမှာထိုင်ပြီးတော့ကျွန်တော်တို့ကားဆက်နိုးလိုက်တယ်။အထဲမှာ aircon တွေပါတယ်ဖွင့်လိုက်ပြီဆိုလို့ရှိရင်လည်းဒီ kidney grill လေးက auto ပွင့်သွားမှာပဲဖြစ်ပါတယ်။အဲ့ဒီအပြင်သူက high speed နဲ့ကားမောင်းတယ်တိုရီမဟုတ်တကယ် highway မှာပေါ့နော် highway မှာကားမောင်းပြီဆိုတဲ့အချိန်တွေကြားတယ်ဆိုလို့ရှိရင်လည်းသူကဒီ kidney grill လေးကိုသူကပိတ်ပေးထားလိုက်ပိတ်ပေးထားလိုက်တော့မှသူက aerodynamic အရာဒီအပေါ်ကိုလေကိုအပေါ်ကိုပြန်ပြီးတော့ခွဲသွားမှာဖြစ်တဲ့အတွက်ပို့ပြီးတော့ကောင်းတယ်လို့ပြောရဲဒါပေမဲ့ engine ပူလာရင်တော့သူပြန်ဖွင့်ပေးမှာအဲ့ဒီအခြေအနေလေးရှိဒါရင်အကုန်လုံးကိုလည်း computer system နဲ့တခါတည်းထိန်းချုပ်ထားတာပဲဖြစ်ပါတယ် okay ပြီးတော့ BMW ကတော့သူ့ရဲ့ရုပ်ကတော့ရိုးရှင်းပဲဒီ kidney grill ကိုပဲသူကနည်းနည်းကြီးလာလိုက်ပို့ပြီးကြီးလာလိုက်2025တွေပိုင်းမှာသူပို့အကြီးတွေဖြစ်သွားတဲ့အပြင်ကိုမီးတွေပိုင်းပါတခါတည်းပတ်ပေးထားတဲ့အခြေအနေမျိုးတွေမြင်ရမှာပဲဖြစ်ပါတယ်ဒါ BMW ကြိုက်တဲ့လူတွေဆိုလို့ရှိရင်ပို့ပြီးသိလိမ့်မယ်သူ့ရဲ့ဒီအရှိတဲ့မှာဆိုလို့ရှိရင်360အတွက် camera လုံးရှိတယ်ပြီးရင်ဒီမှာစံသာတစ်လုံးနှစ်လုံးဒီဘက်ဘေးမှာဆိုတော့3လုံးရှိတယ်စံသာဘဲညာဆိုရင်6လုံးရှိတယ်ဒီကားကြီးကအဲ့လောက်စံသာမပါလို့လည်းမရဘူးမဟုတ်လို့ရှိရင်ကားဒီ engine ခန်းကြီးကွာနည်းနည်းတော့ engine ခန်းမဟုတ်တာဖြစ်တဲ့အတွက်ဒီဟာပါဖို့ပါမယ်ပြီးလို့ရှိရင်သူ့ရဲ့မီးလုံးတွေပါတွေကပုံစံတိတ်မပြောင်းဘူးနည်းနည်းလေးတွေပဲ modify လုပ်ထားတာကိုတွေ့ရတယ် okay ပြီးလို့ရှိရင်ဒီမှာထပ်ပြီးတော့သတိထားမိတဲ့အချက်တစ်ချက်ကဒီမှာဒီနေရာမှာဆိုလို့ရှိရင် camera 3လုံးကိုတွေ့ရဟာဘာလဲပေါ့ camera 3လုံးနဲ့ဘာလုပ်ထားရလဲဆိုတော့သူက wide angle တွေမတူဘူးသူအလဲကောင်ကကင်မရာဆိုလို့ရှိရင် white က150လောက်ကိုသုံးထားတာဒီဘေးပတ်လေအကုန်လုံးကိုသူကမြင်တွေ့ရမှာဖြစ်ပြီးတော့သူရဲ့ဘယ်ဘက်နဲ့ညာဘက်ကကင်မရာဆိုလို့ရှိရင်52 degree ရယ်28 degree ရယ်ဆိုလိုချင်တာက white လဲကြည့်မယ်တယ်လီလဲကြည့်မယ်ဒါတွေအကုန်လုံးကဘယ်ဟာကိုသွားပြီးတော့အထောက်ပံ့ပေးမှာလဲဆိုတော့ကျွန်တော်တို့ပုံမှန်ကားတွေမှာပါနေကြဖြစ်တဲ့ adaptive cruise control တို့ပြီးလို့ရှိရင် lane change assistant တို့ lane keeping assistant တို့ပြီးလို့ရှိရင်auto braking system တို့ဒါတွေအကုန်လုံးအတွက်ကို support ပေးဖို့အတွက်ထည့်ထားတဲ့ကင်မရာ3လုံးပဲဖြစ်ပါတယ် okay ဒီကားအကြောင်းကလေတကယ်တမ်းပြောမယ်ဆိုရင်အများကြီးဖြစ်မှာတကယ် highlight ချက်လေးတွေပဲကျွန်တော်ပြောမယ်လို့စဉ်းစားထားတယ်ပြီးတော့ဒီကားလေးက N Sport package လည်းဖြစ်တယ် air suspension ဖြစ်တယ်ကားကိုအနေအမြင့်နေလည်းကစားလို့ရတယ်ပြီးတော့ဒီကားကိုအမှန်တမ်းပြောလို့ရှိရင်ခုနကကားရည်တာမစေးခင်မှာပိုင်ရှင်ကိုခွင့်တောင်းပြီးနည်းနည်းလေးမောင်းကြည့်လိုက်သေးတယ်သူ့ရဲ့ sport mode တွေနောက်ပြီးတော့ adaptive mode တွေကတော်တော်လေးကိုပြင်းလို့ကောင်းတာကိုတွေ့ရတယ်ကျွန်တော်ကတခြားလူတွေကတော့ပြောတာ sport mode ကပိုပြီးပြင်းလို့ကောင်းတယ်လို့ယူဆတာဒါပေမဲ့ကျွန်တော်ကတော့ adaptive mode ကကျွန်တော်အတွက်ပို့ပြီးတော့ feeling လာတယ် adaptive mode မှာဆိုလို့ရှိရင်ချက်ချင်း pedal shift ကနေ gear ကောက်ချင်းပြီးတော့ lever ကိုသုံးနှင်းလိုက်လို့ရှိရင်ကားလုံးဝကောက်ပြီးတော့ထွက်သွားအဲ့ feeling မျိုးကတော့ဒီကားမှာပဲရတာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်နောက်ဖုံးလေးရင်ကြည့်အောင်ကားရဲ့နောက်ဖုံးကိုကြည့်မယ်ဆိုရင်ပထမဆုံးသတိထားမိတဲ့အချက်တွေကဆက်သားဒီနေရာမှာတစ်လုံးရှိတယ်
ပြီးရင်ဒီမှာတစ်လုံးရှိတယ်ပြီးရင်ဒီနေရာမှာတစ်လုံးရှိတယ်ဒီလုံးပြောက်ပြောက်လဲเนาะဆန်သာ3လုံးဆိုတော့နောက်မှရင်ဆန်သားကလည်း6လုံးရှိတယ်သူ့ရဲ့နောက်ဖုံးဒီဇိုင်းကိုပြောမယ်ဆိုလို့ရှိရင်မီးလုံးကဒီအပေါ်လေးကိုမီးတန်းအကွေးလေးကကော့တက်သွားတဲ့ပုံစံမျိုးလေးရှိတယ်ပြီးရင်ဒီအလဲမှာ LED မီးတန်းအဆအဆုံးဟိုဘက်ထိပ်ဒီဘက်ထိပ်အထိလည်း LED မီးတန်းလေးတန်းပါသေးတယ်ပြီးရင်သူ့ရဲ့ပုံမှန်တိုင်းပဲ BMW logo လေးကဒီအလဲကောင်မှာရှိတာဖြစ်ပြီးတော့နောက်ဖုံးလေးကျွန်တော်ဖွင့်ကြည့်လိုက်မယ်သူကကားတော့ကလေပိုင်ရှင်ကိုကျွန်တော်ကြီးကြသေးရသေးလားအခုလို့ကားလို့ဟို remote နဲ့လို့ရှေ့တော့တောင်းဆိုလို့ရတဲ့ remote တွေပိုင်းမပါဘူးလားဆိုညီလေးရဲ့အပြင်သွားပြီးတော့ဒီတိုင်းပဲတဲ့ကားကို service လာလုပ်တာဆိုတော့တဲ့မပါလာဘူးတဲ့ဒီတော့ပဲပါလာလို့တဲ့မဟုတ်လို့ရှိရင်သူ့ရဲ့ remote key နောက်တစ်လုံးကဆက်နှုံးလို့လည်းရတယ်ကားကိုရှေ့တော့နောက်ဆုပ်ပြီးကိုယ်ခိုင်းတာတွေပိုင်းလည်းလုပ်လို့ရတယ် okay လောလောဆယ်တော့နောက်ဖုန်းလေးအရင်ဖွင့်ကြည့်အောင်နောက်ဖုန်းပွင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကားရဲ့နောက်ကကာဂို space ကသေချာပေါ့ Golf 8နဲ့8လောက်ကိုလုံးဝချောင်းချောင်းလေးပြစ်ထည့်လိုက်လို့ရတယ်ဆိုတော့အနေထားကိုရှိရဒီအလဲမှာဆိုလို့ရှိရင်ပုံတစ်ပုံပါတယ်အဲ့ပုံတစ်ပုံကတော့ဒီကျွန်တော်အလဲလက်တွေရဲ့အနောက်မှာရှိတဲ့ကူးပေါက်ဆွဲဖြစ်ပါတယ်အဲ့ဒါတော့သွားပြီးတော့ဖြုတ်လိုက်လို့မရဘူးပိတ်ကြည့်မယ် BMW ဆောင်မွဲစစ်ကြည့်လိုက်အောင်တောင့်ခံထားစရာမလိုဘူးထိလိုက်တာနဲ့ရက်သွားတာပဲဖြစ်ပါတယ် okay အဖုံလေးသေချာပြန်ပိတ်လိုက်မယ်ဟောအရင်ပြန်ပွင့်တယ်ပြီးတော့မှပြန်ပိတ်မယ်ပြီးလို့ရှိရင်သူက BMW မှာဒီမှာ730Li ပဲဖြစ်ပါတယ်ကျွန်တော်ခုနရှင်းပြပြီးသွားပြီထပ်ပြီးတော့ကျွန်တော်မရှင်းပြတော့ဘူးအောက်ကိုဆက်ကြည့်မယ်ဆိုလို့ရှိရင်လည်း exhaust ပေါက်က2ပေါက်ဖြစ်ပါတယ်တကယ် exhaust ပေါက်2ပေါက်ဖြစ်ပါတယ်ဒီဘက်မှာတစ်ပေါက်ဟိုဘက်မှာတစ်ပေါက် fake တွေမဟုတ်ပါဘူးအစ်စ်တွေပဲဖြစ်ပါတယ် okay အတွင်းကလေးစပြီးကြည့်အောင်အတွင်းငန်းအကြောင်းမပြောခင်မှာပြောစရာလေးနောက်တစ်ခုကြံသေးတယ်အဲ့ဒါဘာလဲဆိုတော့တာယာနဲ့ alloy ပဲဖြစ်ပါတယ်တာယာ size ကိုပြောမယ်ဆိုလို့ရှိရင်245/45R20 ကိုသုံးတာတွေ့ရတယ်ဒါအရှိအတွက်ကတော့245အနောက်အတွက်ဆိုလို့ရှိရင်275ကိုသုံးတာတွေ့ရတယ် okay ပြီးလို့ရှိရင်သူ့ရဲ့ alloy ကိုပြောမယ်ဆိုလို့ရှိရင် BMW ရဲ့ M package သိတာသေးတယ်ဒီမှာသူ့ရဲ့ M ဆိုတဲ့ logo လေးအဲ့ဒါလေးလည်းပါတယ်ပြီးလို့ရှိရင်သူက bi color ဖြစ်တယ် color နှစ်ခုပေါ့နော်ဒီမှာ matte တစ်ခုအပြောင်တစ်ခုဒီမှာ diamond cut ပုံစံမျိုးလေးနဲ့လှုပ်ထားတာဖြစ်တဲ့အတွက်ကားသွားနေလို့ရှိရင်ပို့ပြီးတော့လှစေမှာဖြစ်ပါအခုရထားကလည်းလှတယ်ဗျပြီးလို့ရှိရင်ကားမှာလည်းဒီနေရာကြီးမှာ M ဆိုတဲ့ logo လေးတွေပါနေသေးတယ် okay လာတကယ်ကြည့်အတွင်းကန်းတွင်းကန်းကိုကြည့်မယ်ဆိုလို့ရှိရင်ကားကအထဲမသွားသေးဘူးခဏလေးနေပြီးရင်ဒီတကားတွေအကုန်လုံးကလည်းဆွဲကပ်ပဲဖြစ်ပါတယ်ကားတကားကြီးကိုအုံတိုင်းဆိုပြီးတော့ပိတ်စရာမလိုတာလေးပိတ်နော်အဲ့ဒါလေးလည်းကျွန်တော်ပြောချင်တာနော်တချို့တော့အမျိုးသမီးတွေကိုမားစုကိုပြောတာမဟုတ်ဘူးနော်ကျွန်တော်ပြောပြကားတကားပိတ်လို့ရှိရင်မှတာလေးပဲဒီလိုလေးလွတ်ပေးလိုက်လို့ရှိရင်ပိတ်သွားလို့ရတယ်ဟောကားတကားကိုအုံတိုင်းနေပါပိတ်တာတွေမလုပ်ကြပါနဲ့တောင်းပန်ပါနဲ့โอเคလာထဲကိုကြည့်မယ်โอเค driver seat နေရာကိုတော့ရောက်ပြီကားလေးကိုဝင်တာနဲ့ပထမဆုံးသတိထားမိတဲ့အချက်ကိုပြောပါဆိုလို့ရှိရင် BMW ရဲ့တကယ်ကိုသေသက်လှစွာသောเนาะချုပ်ရိုးချုပ်သားတွေလုံးဝ build quality တွေအရန်ကိုသေသက်တယ်ဒီလို finishing line လေးတွေလုံးဝဘယ်အစအဆုံးကြည့်လိုက်ရင်ဘယ်နေရာမှာအပြစ်ပြောစရာမရှိတော့အောင်လို့ဒါ BMW ကတော့တကယ်ကို BMW ပဲထိုင်ကုန် leather seat တွေပါဆိုလဲလုံးဝဘာမှအပြစ်ပြောစရာမရှိတော့အောင်ကောင်းတယ် premium ဆန်တယ်ထိုင်ကုန်ကြီးတွေဆိုလဲအကြီးတွေပဲပေါ့7 series ဖြစ်တာ okay ကျွန်တော်ဆက်လေးနှိုးကြည့်အောင်ဘိုင်နော်လုံးဝအင်ဂျင်တန်လေးကိုညက်နေပါနော်အဲ့လိုလေးဖြစ်နေတာနောက်ပြီးလို့ရှိရင်အပြင်က noise ကအထဲကိုတိတ်ပြီးတော့မရောက်ဘူးအခုကတော့ဒါကျွန်တော်တို့ရိုက်ကူးရေးလုပ်နေတာဖြစ်တဲ့အတွက်မှတကားတစ်ပေါက်ကဖွင့်ထားရတာဘေးတွေမှာမီးတွေပါထိုးတာဖြစ်တဲ့အတွက်တကားဖွင့်ထားတာဖြစ်တဲ့အတွက်အတန်လေးနည်းနည်းလေးဝင်ကောင်းဝင်လိမ့်မယ်တကားကပိတ်ထားတယ်ခုနကကျွန်တော်စမ်းကြည့်တဲ့အချိန်မှာဆိုလို့ရှိရင်လုံးဝဘာ noise မှအထဲကိုမဝင်ဘူးဒါတွေကတကယ်ကို German ကားတွေရဲ့ build quality လို့ပြောမယ်ဆိုလဲပြောလို့ရတယ်ပြီးလို့ရှိရင် speaker တွေဆိုလို့ရှိရင် Harman Kardon တွေ3မီတာကိုတွေ့ရတယ် 5.1 ဖြစ်တယ်ဒီအလဲကောင်းမှာပါ speaker တွေဖြစ်တယ်ပြီးလို့ရှိရင် HUD display ပါတယ် HUD display ရဲ့အထားအတူကတော်တော်လေးကိုသဘောကျဖို့ကောင်းတယ်ကျွန်တော်တို့ဒီ CRN ကိုဒီလိုမောင်းတဲ့အချိန်မှာကြည့်လိုက်မယ်ဆိုရင်ဒီ dashboard ထဲမှာအကွက်ကြီးအကြီးကိုရုပ်တရက်မမြင်အောင်ဒီနားလေးကိုဖောင်းမိတာဖြစ်တဲ့အတွက်ကိုကကြည့်လိုက်လို့ရှိရင်ဒီ HUD display သွားမဲ့မှန်ကွက်ကြီးပေါ့အဲ့မှန်ကွက်ကြီးကိုထင်းနေအောင်မမြင်အောင်အဲ့ဒါလေးကလည်းဒါ BMW ရဲ့ဒါ user တွေပေါ်မှာထားတဲ့စိတ်ထားလေးတစ်ခုလို့ပြောလို့ရတယ်ဘယ်လိုပြောမလဲဒီအကွက်ကြီးကိုမြင်နေရတယ်က feeling နဲ့ကျဲတယ်တကယ်တမ်းဒီအကွက်ကြီးကိုမမြင်ရဘဲနဲ့ HUD display ကိုမှန်ပေါ်မှာပဲတန်းမြင်လိုက်ရတဲ့ feeling လေးကလည်းဒါပို့ပြီးတော့ premium ဆန်စီရလို့ပြောလို့ရတယ်ဒီကားရဲ့အသုံးပြုထားတဲ့ကီလိုပြောပါဆိုလို့ရှိရင်မိုင်2000ဝဲဝန်းကျင်ပဲရှိပါသေးတယ်ဒီ BMW 730Li ကတော့အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင် 2.0 လီတာဖြစ်နေတာဖြစ်တဲ့အတွက်တချို့သောကားတွေထက်740တို့ဘာလို့ထက်ကြရင်တော့မောင်းရတဲ့ feel နဲ့နည်းနည်းလေးရော့နေတာကိုခံစားရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူက 2.0 လီတာပဲထည့်ထားတာ။ဒါပေမဲ့ 2.0 လီတာထည့်ထားခြင်းအပြင်ကြောင့်လည်းတစ်ဖက်မှာပြန်ပြီးတော့စီစားသက်သာတွေဘာတွေကပြန်ပြီးတော့ဖြစ်သွားပြန်ရော။အဲ့ဒီအခြေအနေလေးရှိတယ်။အဲ့တော့တစ်ခုလိုချင်တော့တစ်ခုကတော့ပေးဆက်ရလိမ့်မယ်။ဒါပေမဲ့သူ့ရဲ့ acceleration ကလည်း0 to 100ကို 6.3 second နဲ့ရောက်တာဖြစ်တယ်။သူ့ရဲ့ဒီ gear တန်ရဲ့ဘယ်ဘက်မှာဆိုလို့ရှိရင် Sport Comfort Eco Pro ပြီးရင်ဘေးမှာဆိုလို့ရှိရင် adaptive ဆိုတဲ့ခလုတ်လေးပါတယ်။ဒီကားကိုကျွန်တော်ခုနစမ်းမောင်းကြည့်တဲ့အချိန်မှာ sport mode တွေပါတယ်လည်းပြင်းလို့ကောင်းတယ်ဒီ comfort တွေ eco တွေကတော့တာမန်ပဲအမှန်တမ်းပြောတော့ရင်ထဲသိရောက်နေတဲ့ဟာတော့မဟုတ်ဘူးဒါပေမဲ့ adaptive ကတော့ရင်ထဲရောက်တယ်သူက eco တွေဘာတွေမဟုတ်ဘူးလေဘာမှထပ်ပြီး chain နေကြမလို့ပဲနဲ့တာလေးမောင်းနေလို့ရတယ်ပြီးလို့ရှိရင်ခုနပြောဒီမှာ pedal shift ကနေဖတ်ဆိုပြီးတော့ gear ကောက် chain လိုက်ပြီးရတဲ့သူ
ပြင်းလိုက်မယ်ဆိုလို့ရှိရင်လည်းသူကချက်ချင်းကားအော်တိုသိကိုယ့်ရဲ့6နင်းတဲ့ပုံမူတည်ပြီးတော့ကားပို့ပြီးတော့ engine power ထုတ်ပြီးတာပဲဖြစ်ပါတယ်အဲ့အတွက်ပို့ပြီးတော့မောင်းလို့ကောင်းတာပဲဖြစ်တယ်အဲ့တော့ဒီခေါင်းကန်းမှာတော့အမှန်တိုင်းပြောရင်သိထွေထူးအများကြီးပြောစရာမရှိဘူးဘာကြောင့်လဲဆိုတော့ဒီကားတကယ်ထိုင်စီးရမယ်ကားဖြစ်တယ်ဒီအလဲကောင်မှာဆိုလို့ရှိရင်wireless charger လေးပါသေးတယ်ပြီးလို့ရှိရင်ဒီမှာ cap holder တစ်ခုပါတယ်သူ့ရဲ့ဒီဘက်ဘေးမှာဆိုလို့ရှိရင်လည်းဒါစလေးပြကွက်ဒီပါထည့်ဖို့အတွက်ခွက်လေးတစ်ခွက်ပါတယ်ဒီအလဲလက်တင်မှာ cargo space တွေပါရှိသေးတယ်အရန်တော့မများဘူးအဲ့ဒီအခြေအနေလေးရှိတယ်မောင်းရရင်တော့လုံးဝ share ပဲဒီကားလဲမောင်းလို့တော့တော်တော်ကောင်းတယ်ပြီးလို့ရှိရင်သူကအရှင်းနဲ့အနောက်နဲ့အတွက်ကို sunroof ကိုခွဲပေးထားတာဖြစ်တယ်ဒီရှေ့မှာ sunshade တစ်ခုရှိတယ် sunroof တစ်ခုရှိတယ်အနောက်ကဟာအနောက်အတွက်တီးသန့်အဖွင့်ပိတ်လောက်ရမှာဖြစ်တယ် panoramic မဖြစ်ဘူးဒီကောင်ကokay ပြန်ပိတ်လိုက်မယ်ပြီးလို့ရှိရင် BMW တွေရဲ့ထုံးစံအတိုင်းပဲ gesture control တွေလည်းပါသေးတယ်နော်ဒါကတော့ဒါ BMW တွေရဲ့နော် model မြင့်တဲ့ကားတွေမှာတော်တော်များများမှာပါတယ်ပြီးလို့ရှိရင်ဒါဆိုလို့ရှိရင် next တို့ဘာတို့သူအဲ့မျိုးတွေလုံးလို့ရတယ်ဗျ5 6ခုလုံးလို့ရတယ် gesture control တွေအများကြီးပဲနောက်တစ်ခုဆိုလို့ရှိရင်လက်ဖွားကိုဖြန့်လိုက်တယ်လက်သီးဆုပ်လိုက်တယ်လက်ဖွားကိုပြန်ဖြန့်တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းသူက address တွေပါထည့်ထားလို့ရှိရင်သူက GPS နဲ့ကိုယ့်ရဲ့အိမ်ကိုပြန်ပြီးတော့လမ်းညွှန်မှာပဲဖြစ်တယ်ဒီလိုမျိုး gesture control တွေလည်းပါတယ်ဒါကတော့ BMW ရဲ့ထုံးစံအတိုင်းအကုန်လုံးပါတယ်ပြီးလို့ရှိရင်သူက gear ထဲမှာဆိုလို့ရှိရင်လည်း manual gear ကိုsemi auto ပုံစံမျိုး shift လုပ်လို့ရတယ်1 2 3 4ကို shift လုပ်လို့ရတဲ့အပြင် pedal shift ကနေလည်းသွားပြီးတော့ shift လုပ်လို့ရတာပဲဖြစ်ပါတယ်ဒီကားမှာနောက်ထပ်ပြောစရာအချက်တွေအများကြီးရှိသေးတယ် seat massage တွေပါတယ်ထိုင်ကုန်အပူအေးတွေပါတယ်ပြီးလို့ရှိရင်ကားရေမွေးတွေပါတယ်လည်းဖြန်းမယ်ဆိုရင်ဖြန်းလိုက်လို့ရသေးအဲ့ရေမွေးတွေကသူ့ရဲ့ဒီမှာ physical button လေးလည်းပါသလိုရေမွေးဖြန်းတာတော့မဟုတ်ဘူးဗျာအမွေးနဲ့ထည့်လိုက်တာပေါ့အဲ့ရေမွေးလေးတွေကဒီနားလေးမှာ dashboard ထဲမှာထည့်ထားတာဖြစ်ပြီးတော့ဒီလိုလေးထုတ်လိုက်လို့ရမိုက်နော်အဲ့ဒီအခြေအနေလေးတွေရှိတယ်ညံထည့်လဲလွယ်လွယ်ကူကူပဲโอเคဒါတွေအကုန်လုံးဆိုလို့ရှိရင်ဒါ driver seat ဘက်မှာဆိုပြောစရာစကားတော်တော်လေးကုန်သွားပြီသူ့ရဲ့ဒီ digital cluster မှာဆိုလို့ရှိရင်လည်း M package ဆိုတဲ့ logo လေးလည်းပါသေးတယ်โอเคနောက်ခန်းလေးသွားကြည့်အောင်ကဲနောက်ခန်းထဲကိုဝင်လိုက်ပြီဆိုတဲ့အချိန်မှာပြောစရာစကားတွေကအများကြီးရှိသွားပြီဒီကားမှာဘာကြောင့်လဲဆိုတော့တကယ်730 Li ရဲ့ feeling ကအခုဒီနေရာမှာထိုင်မှပို့ပြီးတော့အဓိပ္ပာယ်ရှိရလို့ကျွန်တော်ကပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့တကယ်ကို long body ဖြစ်တဲ့အတွက်ဒီအနောက်မှာထိုင်မယ်ဆိုရင်တကယ်ကိုခြေစမ်းလက်ဆန့်ထိုင်လို့ရတယ် seat position တွေကပြင်လို့ရတာဖြစ်တဲ့အတွက်လည်း AC အခုဆိုရင်ဒီမှာကျွန်တော်နောက်လေးကိုမှီပြီးတော့ဒီလိုလေးထိုင်လို့ရတယ်အဲ့ဒီအပြင်ဒီအရှိကခြေတင်လေးကလည်းချမယ်ဆိုရင်လှမ်းပြီးတော့ချလိုက်လို့ရတယ်ဒီပေါ်မှာတင်ပေါ့ဗျာအဲ့လိုမျိုးเนาะခြေတင်လေးနဲ့တင်ပေါ့เนาะတင်ပြီးတော့စိန်လေးနဲ့ခီးသွားလို့ရတယ်အဲ့ဒီအပြင်သူကဒီကားထဲမှာဆိုရင်သူက theater mode တွေပါလည်းပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့မျိုးနေပူတိုင်းပိုင်းမကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းဒီအပေါ်က sunshade တွေပြီးလို့ရှိရင်ဒီဘေးကเนาะရင်းလိတ်တွေအနောက်ရင်းလိတ်တွေအကုန်လုံးကိုလည်းဒီကိုယ့်ရဲ့ညာဘက်ချမ်းမှာရှိတဲ့ခလုတ်လေးတွေနဲ့သွားပြီးတော့နှိပ်လိုက်တာနဲ့အကုန်လုံးအပြောင်းလဲလေးတွေလှုပ်လိုက်လို့ရတယ်ဒါတွေအကုန်လုံးကကိုယ့်ဒီညာဘက်ချမ်းလေးမှာပဲခလုတ်3ခုသလုံးကိုနှိပ်လိုက်အောင်ပဲဒါဆိုဒီမှာဒါလေးတစ်ချက်နှိပ်လိုက်ဒါလေးတစ်ချက်နှိပ်လိုက်ဒါလေးတစ်ချက်နှိပ်လိုက်အကုန်လုံးအဖွင့်ပိတ်အကုန်လုံးလုပ်လို့ရအဲ့ဒီအခြေအနေလေးရှိတယ်ပြီးရင်ဒီနေရာလေးမှာလည်းတော့မီလုံးလေးတစ်လုံးပါသေးတယ်အဲ့ဒီမီလုံးလေးကကျွန်တော်လက်နဲ့ဒီလိုမျိုးလေးလှုပ်လိုက်တယ်ဆိုလို့ရှိရင်မီလုံးကလဲလာမှာဖြစ်ပြီးလက်လေးနဲ့ပဲဒီလိုမျိုးပြန်ပြီးထားလိုက်လို့ရှိရင်ပြီးရပြန်ပိတ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီနောက်မှာနောက်ထပ်ပြောစရာတွေအများကြီးကြံသေးတယ်ဘယ်ကစပြောရမလဲဆိုတော့ဒီ aircon လေပေါက်တွေကနေစပြီးပြောလဲရတယ် aircon control ကိုလည်းသူကအရှိမလည်းကျူရယ်အနောက်မှာလည်းကျူရယ်ဆိုလိုချင်တာကအရှိမလည်း driver နဲ့ passenger ကကိုယ့်ကို aircon temperature ကိုဘယ်ညာကိုတီးသန့်ထားလို့ရသလိုနောက်က passenger ကလည်းတီးသန့်ဘယ်ညာတက်သလိုထားလို့ရတယ်ဒီအနောက်မှာထားလိုက်လို့ရှေ့မှာလိုက်ပြီးတော့မပြောင်းသွားဘူးအဲ့ဒါလေးကလည်းဒီကားရဲ့အားသာချက်တစ်ခုဖြစ်တယ်ပြီးလို့ရှိရင် aircon လေပေါက်တွေကဒီအလဲကောင်မှာ2ခုရှိတယ်ပြီးရင်ဒီတကားရဲ့အရှေ့မှာလည်းနောက်ထပ်တစ်ခုဘဲညာဆိုရင်တိုးတယ်4ခုရှိတယ်aircon လေပေါက်ကြီးပဲ4ခုရှိတယ်ပြီးရင်အလဲမှာ cup holder တွေရှိတယ်ပြီးရင်ဒီအဖုံးလေးကိုပိတ်မယ်ဆိုရင်ပိတ်ထားလိုက်လို့ရတယ်နောက်ထိုင်ကုန်နှလုံးကလည်း seat massage လည်းပါတယ်ထိုင်ကုန်အပူအေးလည်းပါတယ်အကုန်လုံးလုပ်လို့ရတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ရှေ့မှာ TV တစ်လုံးနှလုံးဆိုတော့နောက်မှာလည်း TV ကနှလုံးပါသေးတယ်အလဲမှာလည်း tablet တစ်လုံးကပါနေသေးတယ်နော်ဒီနောက်ခန်းထဲကကိစ္စတွေအကုန်လုံးကိုထိန်းချုပ်ဖို့အတွက် tablet တစ်လုံးကလည်းပါနေသေးတယ်အဲ့ဒီအပြင်ဒီအလဲမှာဖွင့်လိုက်လို့ရှိရင်ဒါနော်ကိုတယောက်ထဲအတွက်ပါတာဒီကားသီးလုံးမှာဒီလို table ပါတာတစ်ခုပဲရှိရဲဒီညာဘက်ချမ်းမှာပဲပါနော်တော့ဒီမှာ laptop တွေပါတင်မယ် remote tablet တွေပါတင်မယ်အလုပ်လုပ်မယ်စသည်ဖြင့်ဒီလိုလုပ်လို့ရတဲ့အပြင်သူ့ရဲ့ BMW ဒီကားမှာသူ့ရဲ့ original ဖုန်းလေးတွေပါသေးတယ်ဒီဖုန်းအတွက်ထည့်ရမယ် SIM card holder တွေပါလည်းအထဲမှာထပ်ပြီးတော့ရှိသေးတယ်တော်တော်စိတ်ဝင်စားဖို့ကောင်းဒီကားပစ္စည်းအကုန်စုံသေးတယ်
စင်ကတ်ထည့်ရမယ့်နေရာတွေเนาะ Wi-Fi တွေ Bluetooth တွေစသဖြင့်ဒါတွေအကုန်လုံးကိုဒီကားထဲမှာပြည့်ပြည့်စုံစုံကိုရှိနေသေးတာတွေ့ရပါတယ်သူ့ကြီးတာလို့ဆိုတော့လေမပြီးသေးဘူးဗျเนาะဒါကြီးပဲလည်းမဟုတ်သေးဘူးဒီကျွန်တော်ခုနကပြောတဲ့ဒီအနောက်မှာဆိုလို့ရှိရင်လည်း cool box လေးပါသေးတယ်သူ့ရဲ့ cool box ကလည်းအတိုး short လုပ်လို့ရတယ် cool box ကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်မစိုးဘူးအေးနေပြီကျွန်တော်ခုနစမ်းရင်းနဲ့ဖွင့်တာခီးသွားရင်းနဲ့ဝိုင်တို့ရှမ်ပိန်တို့တောက်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လုံးဝ share ပဲဒါပေမဲ့ကားမောင်းတဲ့လူကတော့မတောက်ပါဘူးပေါ့နော်ဒီမှာနောက်မှာထိုင်ပြီးတော့အေးဆေးစကားလေးပြောပြီးတော့ရှမ်ပိန်လေးတောက်ပြီးတော့ဝိုင်လေးတောက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်တော့ဒီကားကတော့လုံးဝစိန်ပဲโอเคအဲ့တော့ကျွန်တော်ဒီကားဆက်ပြောမယ်ဆိုရင်ပြောတယ်လေအများကြီးကြံသေးတယ်ဒါပေမဲ့ဒီဗီဒီယိုကတော့အခုလည်းတော်တော်လေးရှင်းနေဖြစ်တဲ့အတွက်ဒီဗီဒီယိုရဲ့အနည်းချုပ်ကိုပြောပြဒီဗီဒီယိုရဲ့အနည်းချုပ်ကိုပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်မှာကြိုက်တဲ့အချက်တွေလည်းရှိတယ်မကြိုက်တဲ့အချက်တွေလည်းရှိတယ်ဘယ်အရင်နောက်ထောင်ကြိုက်တဲ့အချက်ပဲအရင်နောက်ထောင်လိုက်အောင်ကြိုက်တဲ့အချက်ကိုအရင်ပြောရတော့မယ်ဆိုလို့ရှိရင်ဒီကားမှာကလုံးဝထိုင်ပြီးတော့စီးရဆိုတော့လုံးဝ luxury vibe အပြည့်ကိုရမှာဒီကားတစ်စီးလုံးမှာတကယ်ဇိမ်အကြဆုံးစီးကတော့ကားရဲ့ညာဘက်အနောက်ပါဆင်ညာစီးကတော့လုံးဝဇိမ်အကြဆုံးနဲ့ရှိရှိသမျှ function တွေအကုန်လုံးကအဲ့စီးအတွက်ကိုအကုန်လုံးကိုပေးထားတာဖြစ်တယ် laptop တင်မဲ့ဇပွဲကအစရှိသမျှဟာတွေအကုန်လုံးကအဲ့ဘက်ကိုအကုန်လုံးကိုပေးထားတာဖြစ်တယ်သူ့ရဲ့ဘယ်ဘက်ချမ်းရဆိုလို့ရှိရင်ပေးတော့ပေးထားတယ်အဲ့လောက်တော့မဟုတ်ဘူးခုနရင်းလေးအတင်ချတွေပါညာအဲ့ဒါတွေကတော့လုံးလို့ရတယ်သို့ပေမဲ့သူ့အတွက်သီးသန့်ကြီးဇပွဲတွေပါတွေပါမနေတော့ဘူးခြေတင်ကုန်တွေပါတွေပါမနေတော့ဘူးအဲ့အခြေအနေလေးရှိရအဲ့တော့အဲ့ထိုင်ကုန်ကတော့ကျွန်တော်တို့ကတော့အကြိုက်ဆုံးပဲခီးသွားမယ်ဆိုလည်းတော်တော်လေးကိုစိန်ကြမယ်စီစားတတ်တာမယ်ဘာလို့လဲ2.0 လီတာပဲဖြစ်တာဖြစ်တဲ့အတွက်စီစားကလည်းတတ်တာโอเคဒါကတော့ကြိုက်တဲ့ချက်တွေဖြစ်ပြီးမကြိုက်တဲ့ချက်လေးတွေလည်းပြောဖို့ရှိသွားပြီဘာကြောင့်လဲဆိုတော့ကားကိုလုံးဝ sporty ကိုလုံးဝ aggressive မောင်းကျင်ပါတယ်ဆိုတဲ့သူတွေအတွက်ကတော့ 2.0 လီတာကနည်းနည်းလေးများလိုနေမလားလို့ကျွန်တော်ခံစားရတယ်။ဘာကြောင့်လဲဆိုတော့ 2.0 လီတာ twin power turbo ဖြစ်တယ်ပြီးတော့ 4 cylinder ဖြစ်တာဖြစ်တဲ့အတွက်မောင်းရတဲ့အချိန်မှာနည်းနည်းလေးလိုတယ်လို့ခံစားရတယ်။ဒါပေမဲ့ 3.0 လီတာကြီးပါဆိုလို့ရှိရင်တော့ပို့ပြီးတော့မောင်းလို့ကောင်းမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီကားမှာကျတော့ကျွန်တော်ခုနကပြောသလိုပဲအများတိုင်းကြီးလဲလုံးဝ aggressive ကြီးလဲမောင်းမနေဘူးပုံမှန်လေးပဲမောင်းတာလဲကြိုက်တယ်ရံပန်ရံခါလောက်မှပဲလုံးဝ sport mode ကိုချိန်ပြီးတော့ဘောင်းဘောင်းသူပဲပြင်းနေမှာဆိုတဲ့လူတွေအတွက်လောက်ဆိုလို့ရှိရင်တော့တော်တော်လေးအဆင်ပြေတာကိုတွေ့ရတယ်။ဒီကားကပြီးတော့ air suspension လည်းဖြစ်တယ်ကျွန်တော်ဗီဒီယိုစရိုက်တုန်းကဆိုလို့ရှိရင် air suspension ကိုအနေဆုံးမှာထားတာဖြစ်ပြီးတော့အခုကတော့အမြင့်ဆုံးမှာထားတာကားကပို့ပြီးတော့ကြွားသွားတယ်เนาะ ground တွေပါတော်တော်လေးလွတ်သွားတယ်တလက်မခွဲလောက်ကိုတိတိကျကျကြီးကိုတက်သွားတာပဲဖြစ်ပါတယ်အဲ့ဒီအပြင်အခုကျွန်တော်ဘေးမှာရှိနေတဲ့ BMW 730 Li long body ကား၄ရောက်စီးကားကမြန်မာနိုင်ငံမှာ2စီးလောက်ပဲရှိရလို့ကျွန်တော်တို့နေသိထားတယ်ဒီကားရဲ့နံပါတ်က 9or ဖြစ်ပြီးတော့နောက်ကနံပါတ်ကလည်းအလှဝယ်ထားတာပဲဖြစ်ပါတယ်အခုကျွန်တော်ဘေးမှာရှိနေတဲ့ BMW 730 Li ရဲ့ဈေးနှုန်းကိုစိတ်ဝင်စားလို့ဆက်သွယ်ဆုံးသမ်းမင်းမြန်းကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်အောက်မှာဖော်ပြထားတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ဆုံးသမ်းမင်းမြန်းလို့ရပါတယ်ကျွန်တော်ကတော့သိသွားပါတက်ကဒီမှာဆက်တာတစ်လုံးနှလုံးပြရပါ